ုပ်ကိုအခါလူမျိုးလို့ခေါ်ကြတယ်လူတွေခေါ်တဲ့အတိုင်းပဲကျွန်တော်အခါလူမျိုးပါတောင်ပေါ်တော်တဲ့ရှိရွာလေးတရွာထဲမှာကျွန်ုပ်ကိုမွေးပွားတန်ဆင်လာရေမြေတော်တောင်တဘာဝအလားတရားနဲ့တာယာအေးချမ်းတဲ့အခါရွာငယ်လေးပါပျော်ရွှင်နှွေးထွေးတဲ့ပတ်ဝန်းကျင်ထဲမှာကျွန်တော်ဟာကြည်ပြင်းခဲ့တာပါလူမျိုးစုငယ်တွေကတမျိုးပါရှမ်းရှိဘက်မှာအနေများတာကိုပိုင်စားပေကိုပိုင်စကားကိုပိုင်ရင်ကျေးမှုနဲ့နေကြတာအခါလူမျိုးမြန်မာနိုင်ငံရှိပဲတန်လွင်ရှိချမ်းမှာကိုပိုင်ဒလေးနဲ့ဆလာရိုးရာကာကွယ်ထိန်သိမ်းတဲ့အခါလူမျိုးအခါလူမျိုးဟောရွေရင်ကျေးတဲ့ပြုံးပန်းတွေနဲ့လဲလာဖို့ဖိတ်တဲ့တို့ရဲ့ဌာနေရင်ခုန်လုံးကြုံနေမယ်ကျွန်ုပ်ကိုအခါလူမျိုးလို့ခေါ်ကြတယ်လူတွေခေါ်တဲ့အတိုင်းပဲကျွန်တော်အခါလူမျိုးပါတောင်ပေါ်တော်တဲ့ရှိရွာလေးတရွာထဲမှာကျွန်ုပ်ကိုမွေးပွားတန်ဆင်လာရေမြေတော်တောင်တဘာဝအလားတရားနဲ့တာယာအေးချမ်းတဲ့အခါရွာငယ်လေးပါပျော်ရွှင်နှွေးထွေးတဲ့ပတ်ဝန်းကျင်ထဲမှာကျွန်တော်ဟာကြည်ပြင်းခဲ့တာပါလူမျိုးစုငယ်တွေကတမျိုးပါရှမ်းရှိဘက်မှာအနေများတာကိုပိုင်စားပေကိုပိုင်စကားကိုပိုင်ရင်ကျေးမှုနဲ့နေကြတာအခါလူမျိုးမြန်မာနိုင်ငံရှိပဲတန်လွင်ရှိချမ်းမှာကိုပိုင်ဒလေးနဲ့ဆလာရိုးရာကာကွယ်ထိန်သိမ်းတဲ့အခါလူမျိုးအခါလူမျိုးဟောရွေရင်ကျေးတဲ့ပြုံးပန်းတွေနဲ့လဲလာဖို့ဖိတ်တဲ့တို့ရဲ့ဌာနေရင်ခုန်လုံးကြုံနေမယ်အခါလူမျိုးမြန်မာနိုင်ငံရှိပဲတန်လွင်ရှိချမ်းမှာကိုပိုင်ဒလေးနဲ့ဆင်လာရိုးရာကာကွယ်ထိန်သိမ်းတဲ့အခါလူမျိုးအခါလူမျိုး